အားလုံးမင်္ဂလာပါအောင်ချမ်းမင်းဖို့ပမှပြန်လည်ပြီးတော့ကြိုဆိုပါရစေအောင်ချမ်းမင်းရဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့နိုဝင်ဘာ9ရက်တနင်္ဂနွေညမှာရှင်မဲ့ပွဲစဉ်များကိုတုံ့တက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်8:30မှာကစားမဲ့ဘီလာဘုံမောက်ဘီလာတဲ့ကနိုင်ပွဲဆက်နေတဲ့ဘီလာရဲ့အိမ်ကွင်းကကြောက်စရာကျင်းတ်စရာကောင်းနေတယ်ဒါပေမဲ့ဂျာယက်မှာယူရိုပါလိကစားထားလို့ပွဲပတ်တဲ့အတန်တော့အနေငယ်ရှိနိုင်တယ်တစ်ဖက်မှာဘုံမောက်အသင်းကလည်းပဲဒီရာဒီမှာခြေစွမ်းတဲ့ရလကကောင်းနေတယ်အမပေးရှစ်ပွဲမှာလည်းပဲမန်စီးတီးတာရှုံးထားတာတွေ့ရတယ်ကျန်တဲ့ပွဲတွေသူအနိုင်ကစားထားတယ်ဒါကြောင့်မို့ကျွန်တော်အကြကတော့ဘုံမောက်ဘော်ဒီဘုံမောက်ကိုဘောနောက်တစ်ပွဲကတော့8နိုင်ခွင့်မှာရှင်မြိုင်ကစားမဲ့ဘရတ်ဖို့နဲ့နယူကာဆယ်မနေ့ပိုင်းပေါက်ကြရနယူကာဆယ်ကလည်းပဲ10ရှုံး3လုံးပေါင်း80ဘရတ်ဖို့ကနောက်ဆုံးအိမ်ကွင်းမှာလီဗာပူးကိုနိုင်ထားလို့ဘရတ်ဖို့ကယုံကြည်မှုပြည့်ဝနေမှာတော့သိကြတယ်ဒီနေ့မှလည်းပဲအိမ်ကွင်းမှာကစားမှာဖြစ်လို့ကြိုးစားလာလိမ့်မယ်လို့ထင်တယ်တစ်ဖက်မှာလည်းနယူကာဆယ်ကလည်းပဲအမပေးမှာရုံးကန်နေရတဲ့အသင်းတစ်ဖြစ်တယ်ဒါပေမဲ့လို့နောက်ပွဲမှာမန်စီးတီးနဲ့တွေ့ရမှာဖြစ်လို့ဒီနေ့ပွဲကိုတော့သူအနိုင်ရရှိအောင်ကြိုးစားလာလိမ့်မယ်လို့ထင်တယ်ဒါကြောင့်မို့နယူကာဆယ်ကိုဘောနောက်တစ်ပွဲကတော့8နာရီခွဲမှာကစားမဲ့ပဲလေးနဲ့ဘရိုက်တန်မနေ့ပိုင်းပေါက်ကြရပဲလေးကလည်းပဲ90ရှုံး3လုံးပေါင်း90ပဲလေးဟာအခုလက်ရှိခြေစွမ်းတဲ့ရလက်ပိုင်းကတည်ငြိမ်နေတယ်နိုင်ပွဲတွေလည်းဆက်နေတယ်လို့ကိုလည်းရနေတယ်ဘရိုက်တန်ကလည်းပဲကစားအားကောင်းတဲ့အသင်းတစ်ဖြစ်တယ်သူ့ကိုလောလောနဲ့တော့မနိုင်ဘူးဒါမှမဟုတ်ကျွန်တော်ကတော့ဒီနေ့ပွဲမှာလည်းဘရိုက်တန်ကြိုးစားလာလိမ့်မယ်လို့ထင်တယ်ဒါမှမဟုတ်ကြီးကောင်းတဲ့ပွဲတစ်ပွဲဖြစ်လို့မို့ပဲလေးနဲ့ပဲစွန်သားကြည့်ရှင်တယ်ပဲလေးဘော်ဒီပဲလေးကိုဘောနောက်တစ်ပွဲကတော့17နိုင်မှာကစားမဲ့မန်စီးတီးနဲ့လီဗာပူးမန်စီးတီးကမနေ့ပိုင်းပေါင်းကြီးက1ဘလက်100-350ရှုံးစနေညကဆရာထိစုကအသင်အသင်းကတီးကြတယ်လို့အမှတ်ကွာဟမှုကျင်းမြောင်းလာအောင်သူနိုင်ကိုနိုင်ကြိုးစားကြလိမ့်မယ်လို့ထင်တယ်ဒီနေ့တင်းလုံးမှာအဓိကကစားသမားတွေပါဝင်လို့ဒီတစ်ပတ်ကြီးကောင်းမဲ့ပွဲတစ်ပွဲလို့ကျွန်တော်ကတော့ထင်တယ်ဒီနေ့တင်းရဲ့တွေ့ဆုံမှုကဂိုးပေါ်မှုအားနေတယ်ဒီချိန်တွေ့ဆုံမှုမှာရောဂိုးပေါ်မလားဒါပေမဲ့အသင်းကြီးတွေဖြစ်တဲ့အတွက်သူထိန်းကိုထိန်းနဲ့ကိုအောင်သွားမလားဒါမှမဟုတ်တစ်ဖက်ကဂိုးစောစောရလို့ကိုပေါ်သွားမလားဒါမှမဟုတ်ကျွန်တော်ကတော့2-1-2လောက်တော့အနည်းဆုံးဖြစ်မယ်လို့ထင်တယ်အောင်ချမ်းမင်းဖို့ဘောကိုကြည့်ရှုအပ်ပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးကံကောင်းကြပါစေ